ဒီနေ့မှာနှုတ်ကပတ်တော်ကိုဖတ်ခြင်းနဲ့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး2ရဲ့အကြောင်းအရာလေးကိုဒီနေ့ဝေငှခြင်းနဲ့ဒီအကြောင်းအရာလေးကကျွန်မကိုအမြဲတမ်း remind လုပ်ပြီးမှဖခင်ရဲ့ကောင်းချီးပေးတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာကအားလုံးသိပြီးသားလည်းဖြစ်ပါတယ်ဂါလိလဲပြည်ကာနာမြို့ရဲ့မင်္ဂလာဆောင်ပွဲဆိုတဲ့အကြောင်းအရာလေးဖြစ်တယ်ကျွန်မအနေငယ်နှုတ်ကပတ်တော်ဖတ်မယ်3 ရက်မြောက်သောနေ့၌ဂါလိလဲပြည်ကာနာမြို့တွင်မင်္ဂလာပွဲကိုခံကြစဉ်ထိုပွဲ၌ယေရှု၏မေတော်ရှိ၏ယေရှုနှင့်တပည့်တော်တို့သည်လည်းထိုပွဲကိုခေါ်ပင့်ကြ၏စပြည့်ရည်ကုံသောအခါယေရှု၏မေတော်ကစပြည့်ရည်မရှိဟုကြားပြော၏ယေရှုကလည်းအချင်းမိန်းမသင်ဒီငါနဲ့အဘယ်သို့ဆိုင်သနည်းငါအချိန်မရောက်သေးဟုမိန့်တော်မူ၏ဒီထိကျွန်မအရင်ဖတ်မယ်ဒီကနေ့ကာနာမြို့ရဲ့မင်္ဂလာပွဲမှာဘသူရှိနေတယ်လဲဆိုလို့ရှိရင်သူတို့ဘသူ့ကိုဖိတ်ထားတယ်လဲဆိုယေရှုကိုခေါ်ဖိတ်ထားတယ်အဲ့ဒီပွဲမှာယေရှုရှိတယ်လို့ယေရှုနဲ့သူမေတော်ရှိတယ်တပည့်တော်တွေရှိတယ်အဲ့ဒီချိန်မှာရုပ်တရက်ဖြစ်တဲ့အရာကပြည့်ရည်ကုန်သွားတယ်ပွဲတပွဲမှာလေပွဲလုပ်တဲ့ခါမှာလေတခုခုကုန်သွားရင်ဘသူကထိတ်လန့်လဲပွဲအုပ်တွေလည်းထိတ်လန့်တယ်ပွဲမှာရှိတဲ့လူတွေတိတဲ့လူရင်းတွေအကုန်လုံးကကုန်ပြီဆိုတာမကြိုက်ကြဘူးထိတ်လန့်ကြတယ်အဲ့ဒီပွဲမှာလေပြည့်ရည်ကုန်သွားတဲ့ခါမှာအရင်ထိတ်လန့်တယ်မေတော်ကိုယ်တိုင်ကထိတ်လန့်ပြီးမှယေရှုစီကိုသွားပြောတယ်ဒါပေမဲ့ယေရှုကပါပြန်ပြောလေငါအချိန်မရောက်သေးဘူးဒီကနေ့ယေရှုခရစ်တော်ဖခင်ဟာသူ့အချိန်မှာသူအလုံးလုံးတော်ဖခင်ဖြစ်တယ်ဟာလေလုယာလူတွေတတ်မှတ်တဲ့အချိန်မှာအလုံးလုံးတာမဟုတ်ဘူးဖခင်တတ်မှတ်တဲ့အချိန်မှာဖခင်ကပြည့်စုံခြင်းနဲ့သူတတ်တည်ဖြစ်စေတာဖြစ်တယ်အဲ့ဒီအချိန်မှာအော်မေတော်ဆိုတာတလက်အထိယေရှုနဲ့ယဉ်နီးကျွမ်းဝင်ပြီးယေရှုနဲ့မိတ်လက္ခဏာလောက်တာကိုလည်းမြင်တဲ့မေတော်တော်မှကုံသွားပြီစပြည့်ရေကုံသွားပြီဆိုပြီးတော့ထိတ်လန့်တဲ့ခါမှာအမြန်ဆုံးယေရှုစီကိုပြေးတယ်ဒါပေမဲ့ယေရှုကအချင်းမိန်းမဒီနေ့ငါနဲ့အဘယ်သို့ဆိုင်သနည်းငါနောက်ကိုစုပ်ပါငါအချိန်မရောက်သေးဘူးကျမတို့သိရမယ့်အရာတစ်ခုကကျမတို့ဘဝမှာလေကုံသွားတယ်ဆိုတဲ့အချိန်တစ်ချိန်ရှိတယ်နော်ဒီမှာတော့စပြည့်ရေကုံသွားတာကျမတို့ကတခါတည်းဘန်မှာကုံသွားတဲ့အချိန်လည်းရှိမယ်ဒါမှမဟုတ်အိတ်ကတ်ထဲမှာကုံသွားတဲ့အချိန်ရှိမယ်တတ်မှတ်ထားတဲ့လစာတလလုံးသုံးမယ်လို့စဉ်းစားတဲ့ခါမှာလမကုံခင်9ရက်အလိုမှာကုံသွားတဲ့အချိန်ရှိမယ်ဒါမှမဟုတ်ကျမ်းမာခြင်းကိုကကျမ်းမာရဲ့သားနဲ့ကျမ်းမာခြင်းပတ်သက်ပြီးကုံသွားတဲ့အချိန်ရှိမယ်ဒါမဲ့လေဘယ်သူမှကုံသွားတယ်ဆိုတာမကြိုက်ကြဘူးစိတ်ပူတယ်ဘယ်လိုလုပ်မလဲမနေ့ပြန်နေအတွက်ကျွန်တော်တို့စိတ်ပူကြတယ်ကုံသွားပြီဒါပေမဲ့ချစ်ရသောမိတ်ဆွေများကျွန်တော်တို့အသက်တာမှာယေရှုကိုအမြဲတမ်းခေါ်ဖိတ်ပြီးယေရှုရဲ့နော်အထက်မှာမျက်မှောက်တော်ထဲမှာအမြဲတမ်းရှိနေတယ်ဆိုရင်မိတ်ဆွေကုံသွားရင်တောင်မှချုံမြိန်တော့အသက်စပြည့်ရင်ရောက်လာအောင်မှာဖြစ်တယ်။ဟာလေလုယာသူဆက်ပြီးပြောထားတဲ့အရာကအိမ်မှာမေတော်ကပြောလဲဆိုရှင်ယေရှုစေခိုင်းသမျှကိုပြုကြပါယူဒဘာသာအလျောက်စင်ကြယ်ခြင်းအဖို့လို့ငါတဲ့နော်6 သင်းလောက်ရှိတဲ့အသင်းအဲ့ဒီထဲကြောက်စီးရဲ့အိုအားလုံးထဲမှာယေရှုကပါလုပ်ခိုင်းလေအရင်ဦးဆုံးကုံသွားတာကစပြည့်ရည်ဒါပေမဲ့အိုးထဲမှာဖြည့်ခိုင်းတာကရိုးရိုးရည်ဖျားလှုပ်တဲ့ခါမှာလေအံ့ဩစရာနော်လူနီလာနဲ့မဟုတ်ဘူးနော်စဉ်းစားလို့လည်းမရဘူးဒါပေမဲ့ဖျားတခင်အမှုပြုတယ်အဲ့ဒီကြောက်စီးအိုး6လုံးမှာဘသူတွေကိုရေဖြစ်ခိုင်းလဲဆိုရင်အနောက်မှာရှိတဲ့အစေခံလူလင်းတွေကိုအဲ့ရေအိုး6လုံးကိုရေကိုရှက်မသက်ပြပါလို့ပဲပြောတာဘာမှမပြောဘူးအဲ့ဒီရေဖြီးတဲ့လူကအနောက်မှာပွဲအနောက်မှာဘသူမှမမြင်တဲ့ပွဲအရှိမှာပွဲအုပ်မဟုတ်ပွဲအနောက်မှာအစေခံတဲ့လူတွေကပဲယေရှုပြောသလိုပဲအဲ့ဒီကြောက်စီးအိုး6လုံးမှာရေအပြည့်ကိုဖြည့်ခဲ့တယ်အဲ့ဒီရေကနေယေရှုရှိခြင်းအဖြစ်အသက်တော်ချုံမြိန်တော်စပြည့်ရေဆိုတဲ့အရာကထွက်လာတာဖြစ်တယ်။ဟာလေလုယာအဲ့ဒီရေကိုဖြည့်တဲ့သူကတော့တာမန်အစေခံလူလင်တွေဖြစ်တယ်။အဲ့ဒီအချိန်မှာဖွင့်အုပ်စီမှာချုံမြိန်နဲ့နောက်ထပ်စပြည့်ရေရောက်သွားတဲ့အခါမှာဖွင့်အုပ်ကအရန်ထိတ်လန့်ပြီးမှအဲ့လောက်ကောင်းတဲ့စပြည့်ရေကိုဘာလို့တူထားတာလဲလို့မေးလောက်အောင်ယေရှုလှုပ်တဲ့နောက်ထပ်စပြည့်ရည်ရဲ့ချုံမြိန်ခြင်းဟာပြည့်စုံတာဖြစ်တယ်။အော်စီဟာလေလုယာအဲ့ဒီပွဲအုပ်ကအဲ့ဒီနမိတ်လက္ခဏာမမြင်ခင်မှာပထမဦးဆုံးယေရှုလှုပ်တဲ့နမိတ်လက္ခဏာဘယ်သူမြင်လဲအနောက်ကနေအစေခံတဲ့လူတွေအရင်မြင်တာအဲ့ဒီနမိတ်လက္ခဏာမှာလေအရှိမရှိတဲ့လူတွေအနောက်မှာအစေခံတဲ့လူတွေဟာခရစ်တော်လှုပ်ဆောင်တဲ့ကိုအရင်မြင်တဲ့အတွက်ဘုရားရဲ့နာမပုံကြည်ပါစေ။
ဒါကြောင့်မလို့ကျမတို့ဘဝအသက်တာထဲမှာဖခင်ရဲ့အမှုတော်မှာလားကျမတို့မိသားစုတွေမှာလားသင်ဟာအစေခံပြီးအနစ်နာခံရတယ်ဆိုရင်ချုံမြိန်သောသက်တွေရောက်လာဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒီကာလမှာယေရှုပြောတဲ့တမန်တရားအတိုင်းရေဖြည့်ဆိုရင်ဖြည့်လိုက်ပါဒီနေ့ကျမတို့နှလုံးသားထဲမှာဘာဖြစ်နေလဲဘာတွေဖြစ်နေလဲကျမတို့ဖြစ်ရမယ့်ဟာချုံမြိန်သောသက်သေရလာဖို့အတွက်ကျမတို့ဖြစ်ရမှာကနှုတ်ကပတ်တော်ရည်ဖြစ်တယ်ဟာလေလုယာကျမတို့ဘဝမှာလက်ဟာနေတဲ့နေရာမှာနှလုံးသားတွေမှာအသက်တာတွေမှာခံစားချက်တွေကိုဖြည့်ဖို့မဟုတ်ဘူးအနှုတ်လက္ခဏာတွေဖြည့်ဖို့မဟုတ်ဘူးအခြေအနေကကျမတို့တိုင်းနိုင်ငံအခြေအနေဘာပဲဖြစ်ဖြစ်ဖျားတတ်နိုင်တဲ့ဆိုတာကိုပဲဖြည့်ဖို့ဖြစ်တယ်ဟာလေလုယာဖျားတတ်နိုင်တယ်လေကျမတို့လူအနေနဲ့မလုံနိုင်ဘူးဖျားတတ်နိုင်တဲ့အရာကိုကျမတို့အသက်တာမိသားစုအသင်းတော်ထဲမှာယုံကြည်ခြင်းနဲ့ဖြည့်လေမကြခင်မှာအော်လောက်တဲ့သက်သေခံချက်ဖြစ်တဲ့စပြည့်ရည်ချုံမြိန်ဆုံးသောအရာတာကိုခံစားရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီချုံမြိန်သောအရာတာဟာဒီနေ့လာတော့မိသားစုတယောက်ချင်းစီတိုင်းအိမ်မှာလည်းခံစားရမှာဖြစ်တယ်ကျမတို့ home stay လုပ်တဲ့ခါမှာတက်တေခံချက်တွေသူကျတော့တက်တေခံချက်ရှိတယ်ငါမှဘယ်တော့တက်တေခံချက်ရှိမလဲလို့တခါတလေကျမတို့အားငယ်တတ်ကြတယ်ကျမဒီနေ့မှာအားပေးခြင်းနဲ့မိတ်ဆွေရဲ့အသက်တာထဲမှာချုံမြိန်တော့တက်တေခံချက်ယေရှုအားဖြင့်ရောက်လာမယ်ချုံမြိန်တော့တက်တေတွေယေရှုအားဖြင့်ရောက်လာအောင်မယ်ဟာလေလုယာကျမတို့ရဲ့တိုင်းနိုင်ငံမှာလည်းချုံမြိန်သောတသက်ခံချက်တွေဖျားလုပ်ပေးတယ်တိုင်းနိုင်ငံဟာဝမ်းနဲ့ခြင်းနဲ့မရောတော့တဲ့ဝမ်းမြောက်ခြင်းတွေရောက်လာအောင်မှာဖြစ်တယ်အဲ့ဒါဘသူကယုံကြည်ရမလဲယေရှုအားဖြင့်အသက်ရှင်သောယုံကြည်သူတွေဟာအမြဲတမ်းဝန်ခံရမယ်အပြည့်ခံရမယ်အရာဖြစ်တယ်ဟာလေလုယာဖျားရဲ့ဂျေဇုတော်အထူးပဲချီးမွမ်းတယ်ကျမအသက်တာမှာအမြဲတမ်းပဲကျမမျက်မှောက်တော်ထဲမှာကျမ US ရောက်တဲ့အခါမှာကျမတို့အဲ့မှာအမျိုးသားကအလုပ်လုပ်တဲ့ခါမှာအိမ်မှာကျမတယောက်တည်းကိုဝန်ဆောင်တဲ့ခါမှာတခါတလေကြိုက်ဘယ်လိုပြောမလဲအားငယ်တဲ့ချိန်ရှိတယ်မြန်မာပြည်အမျိုးတွေကိုတတိရတဲ့ချိန်ရှိတယ်အဲ့ဒီအချိန်မှာကျမဘာလုပ်လဲကျမ YouTube ဖွင့်တယ် Praise and Worship လုပ်တယ်ကျမဝိညာဉ်တော်နဲ့စကားပြောတယ်ကျမဘဝမှာဟာတာဖြစ်တယ်သူအလုပ်သွားတဲ့ခါမှာကျမတယောက်တည်းအတွေးခေါ်တွေအမျိုးမျိုးဖြစ်တဲ့အချိန်မှာကျမချက်ချင်းဖယ်လိုက်ပြီးမှကျမအသက်တာထဲမှာအခုနော်အတစ်တော်စပြည့်ရဲ့ချုံမြိန်ချင်းမရောက်ခင်မှာကျမအဖြစ်ခံလိုက်တဲ့အရာဟာမျက်မှောက်တော်ဖြစ်တယ်ကိုးကွယ်ခြင်းဖြစ်တယ်ရှင်ယောဟန်ထဲမှာပြောတယ်ကိုးကွယ်တော်သူမှန်သမျှဟာတဲ့နဝိညာဉ်နဲ့၎င်းတစ္ဆာတရားနဲ့၎င်းကိုးကွယ်ရမယ့်ချိန်ကာလယခုပင်ရောက်လျက်ရှိပြီယခုကာလမှာဖခင်ကိုကိုးကွယ်တဲ့အခါမှာနှလုံးသားနဲ့ဘလောက်ပဲကျမတို့အသက်တာမှာအားငယ်ပြီးခံစားချက်မကောင်းနေဖြစ်ပါစေဒီနေ့ကျမတို့ကိုးကွယ်တဲ့ဖခင်ဟာကောင်းမြတ်တယ်လို့အမြဲတမ်းကိုးကွယ်ဖို့အရေးကြီးတာဖြစ်တယ်အဲ့လိုကိုးကွယ်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုလို့ရှိရင်ကျမတို့ US မှာဆိုရင်ကျမတို့ကအလုပ်နှစ်ယောက်လုံးမှအဆင်ပြေတဲ့နိုင်ငံဖြစ်တယ်။ဘာလို့ဘေးတွေပေးမဲ့နေအရမ်းများတယ်နော်။တချို့ဆိုလို့ရှိရင်မိသားစုတွေမှာဆိုရင်အမျိုးသမီးကမနက်ပိုင်းလုပ်တယ်။ပြန်လာတယ်ခဏနားတယ်အမျိုးသားကညနေပိုင်းလုပ်တယ်တော်တော်များများအဲ့လိုမျိုးသွားကြတယ်။မိသားစုတွေနော်လင်မယားတွေစုံတွဲဖို့တောင်မှအရင်ခက်ခဲတဲ့နိုင်ငံဖြစ်တယ်။ဆိုတော့အလုံတစ်ခုလုံးမှပဲလူအနေနဲ့ဆိုရင်လေပတ်လို့ဘယ်လိုကောင်းတာပေါ့နော်။ကိုယ့်ရဲ့အိမ်ပေးမဲ့နေကားပေးမဲ့နေဝယ်ထားတဲ့ဟာတွေဒါပေမဲ့ကျမရဲ့ယုံကြည်ခြင်းနဲ့ကျမအမျိုးသားကိုကျမပြောတယ်ကျမ US ဆိုတာအလုပ်လုံးဝမလုပ်ဘူးလို့ကျမဖျားအတွက်ပဲလုပ်မယ်လို့ကျမဘာမှစားစရာမရှိရင်တောင်မှဖျားအတွက်ပဲစက္ကတ်ချင်တယ်လို့ကျမအမျိုးသားကိုပြောတဲ့ခါမှာကျမဘာမှမဝေးရရင်နေပါစေသူများလိုမတုံးရရင်နေပါစေကျမဖျားအတွက်တော့စက္ကတ်ချင်တယ်ကျမတက်လုံးဒီကိုတော့အတွက်စက္ကတ်မယ်လို့လည်းဝန်ခံခဲ့တယ်ဒါကြောင့်ဒီနိုင်ငံမှာပြောင်းမှကျမအလုပ်လုပ်ရမယ်ဆိုရင်ကျမအတွက်အစင်မပြေဘူးကျမဖျားနောက်ကိုပဲလိုက်မယ်လို့ပြောတဲ့ခါမှာကျမရဲ့အမျိုးသားအိမ်နောက်ဦးစီးဖြစ်တဲ့ဦးတော်ကလည်းသဘောတူညီပေးပြီးမှကျမကိုစားသူပဲအလုပ်နှစ်ခုလုပ်တာဖြစ်တယ်အရန်ကျေးဇူးတင်တဲ့ဦးတော်ဖျားကောင်းကြည့်ပေးပါစေသူကဖျားအမှုတော်မှာသွားနေတဲ့သူ့ရဲ့အမျိုးသမီးတွေသူလှုပ်ပေးနိုင်တဲ့အရာကဒါဖြစ်တယ်ဆိုပြီးမှသူစက်ကပ်ပေးခဲ့တာဖြစ်တယ်။တနေ့ကျတော့ကျွန်မကိုဝန်ဆောင်တဲ့အချိန်မှာ6လမှာရှန်လျန်6လမှာကျွန်မရုတ်တရက်နော်ဆုတောင်းနေဖခင်ခင်ကတင့်အတွက်နေရာတနေရာရှိတယ်လို့ကျွန်မကိုပြောတယ်။ဘာနေရာလဲလို့တော့ကျွန်မမသိဘူး။
အဲ့ဒါနဲ့ကျွန်မနောက်တလနေတဲ့ခါမှာဆီယာတယောက်ဆီယာမုံပီးဆိုတာကျွန်တော်တို့ဒီ AG Better Assembly of God ဆီယာတယောက်ကရောက်လာတယ်ရောက်လာပြီးမှကျွန်မနဲ့လည်းမခင်ဘူးရင်မရင်းနေဝအရန်ကြီးဆီယာကဒါပေမဲ့သူရောက်လာပြီးမှည7 နာရီ home service ပြီးရောက်လာပြီးဆီယာမကျွန်တော်ဆီယာမ offer ပေးချင်တယ်ကျွန်တော်တို့အသင်းတော်မှာဒီကျွန်တော်တို့ဒီ forward အသင်းတော်မှာမြန်မာအစီအစဉ်ကိုအရန်စချင်တယ်ကျွန်တော်တို့အသင်းသားလည်း200လောက်ရှိတယ်ဇုံမင်းစီစဉ်ရှိတခုပဲရှိတဲ့အတွက်မြန်မာအစီအစဉ်အစားပြုတဲ့ခါမှာကျွန်တော်တို့ဆုတောင်းတောင်မှာတွားပြီးဆုတောင်းတဲ့ခါမှာအော်လျံသွန်ရဲ့အမျိုးသမီးရှိတယ်ဆိုပြီးအားလုံးကတတိယကြပြီးမှသိန်းအုပ်ဆရာကိုယ်တိုင်ကအိမ်ကိုလာပြီးမှကျမကိုလာပြီးတော့ဒီသူတို့ပြောတဲ့ဟာလက်ခံဖို့နော်တိုင်ပင်ဖို့အတွက်မြန်မာအစီအစဉ်ရဲ့ပါစတာအနေနဲ့လုပ်ပေးဖို့အတွက်ကျမကိုလာကမ်းလှမ်းတယ်အန်အောဆရာကောင်းတယ်ဒါပေမဲ့ကျမချက်ချင်းဆုံးဖြတ်ချက်မချဘဲနဲ့ကျမအမျိုးသားအိမ်တော်ဦးစီးရဲ့ yes ဆိုတဲ့ဟာကိုကျမလိုအပ်တဲ့အတွက်ကြောင့်ဆရာကိုကျမပြောတယ်ဆရာကကျမအမျိုးသားနဲ့တိုင်ပင်ပြီးဆုတောင်းပြီးမှအဖြစ်ပြန်ပေးမယ်လို့ပြောတဲ့ခါမှာဘာပဲဖြစ်ဖြစ်ကျမအမျိုးသားကလည်းဖျားအမှုတော်တွေဖြစ်တယ်ဆိုပြီးရှန်လျံမွေးပြီး2 လမှာကျမတို့ကသူပေးတဲ့ offer ကိုလက်ခံပေးပြီးမှဒီနေ့ကျမအမှုတော်မြတ်လုပ်ငန်းမှာအချိန်ပြည့်မြန်မာပါစတာဖြစ်ပါဝင်ဆက်ကတာဖြစ်တယ်ဟာလေလုယာသူတို့အသင်းတော်ဝယ်တဲ့နေရာကလည်းကျမတို့အိမ်နဲ့9 မိနစ်ပဲဖြစ်တယ်ဆိုတော့ကျမ highway မမောင်းရဲဘူးဆိုတော့ကျမဟိုနားဒီနားတော့သွားတယ်ဆိုတော့ကျမအတွက်ကအရာအားလုံးဖယားကိုမျှော်ကြည့်ပြီးဆုတောင်းခဲ့တာအားလုံးကကွက်တိဖယားပြင်ဆင်ပေးတယ်ကျမဟာအခုချိန်မှာအခုလည်းကျမတို့ Thanksgiving အမေတင်တန်းရှိတဲ့အတွက်ကျမပြန်ရတာဖြစ်တယ်22ကျမတို့ရောက်မှာဖြစ်တယ် US မှာဆိုတော့ဒီအရာကဘယ်ကနေဖြစ်လာတယ်လဲဘယ်ကနေပေါ်ပေါက်လာတယ်လဲဆိုရင်ယေရှုခရစ်တော်ရဲ့မျက်မှောက်တော်နဲ့ခရစ်တော်ရဲ့ပြီးပြည့်စုံခြင်းကိုကျမအထဲမှာဖြည့်လိုက်တဲ့အခါမှာဒီချုံမြိန်တဲ့အရာတွေကတစ်ခုပြီးတစ်ခုလိုက်လာတာဖြစ်တယ်။ဒါကြောင့်ဒီမှာချစ်တော်မိသားစုများအခုနအတစ်တော်စပြည့်ရေကိုရောက်လာဖို့အတွက်အိုးထဲမှာရေကိုရှံမသက်ဖြည့်တယ်လို့ပဲကျမတို့နှလုံးသားအိုးမြေထဲမှာရောဒီကနေ့ဘာဖြစ်နေတယ်လဲဆိုတဲ့မေးခွန်းကိုကျမမေးချင်ပါတယ်။ယေရှုရဲ့ပြည့်စုံခြင်းလက်ဝါးကားတိုင်းနဲ့တမန်တရားကိုဖြည့်ပါထိုထဲကနေထွက်လာမယ့်အရာတသက်ခံချက်တွေသားသမီးတယောက်ချင်းစီတိုင်းပေါ်မှာဘုရားအလွတ်လုံးမှာဖြစ်တယ်ကျမတို့သားသမီးတွေကျမတို့စီးပွားရေးလုပ်ငန်းတွေကျမတို့ရဲ့ကျောင်းပညာရေးတွေမှာဘုရားရဲ့ချုံမြိန်တဲ့တသက်ရောက်လာဖို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာဘုရားရှင်နာမဘုန်းကြီးပါစေဟာလေလုယာနောက်တစ်ခုကျမ်းစာကျမဖတ်ချင်တယ်ဒီຢာကပါလဲဆိုလို့ရှိရင်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9အခန်းငယ်9ကနေ9ထိဖြစ်တယ်ဒီအကြောင်းຢာက38နှစ်ပတ်လုံးယောဂဆွဲတဲ့သူတယောက်အကြောင်းဖြစ်တယ်သူယောဂအနာဆွဲတာကလေပတ်နှစ်တောင်ရှိပြီလေ38ဆိုတာနဲတာမဟုတ်ဘူးเนาะအနာယောဂဆွဲတာအဲ့ဒီ38နှစ်လုံးပတ်လုံးယောဂဆွဲတဲ့သူတယောက်ကရေကန်နားမှာရှိတယ်ထိုသူသည်3 လုံးလဲနေသည်ကိုယေရှုမြင်တော်မူ၍ဇာလပြီဟုသိတော်မူလျှင်သင်သည်ကျမ်းမာခြင်းတို့ရောက်လိုသလိုဟုမေးတော်မူ၏နာသောသူကလည်းသခင်ရေလှုပ်ရှားသောအခါရေကန်ထဲသို့အကျွန်ုပ်ကိုသွင်းမဲ့သူမရှိပါအကျွန်ုပ်သွားစဉ်တွင်အခြားသောသူသည်အကျွန်ုပ်ရှိမှဝင်သက်ပါသည်ဟုလျှောက်၏ယေရှုကလည်းထလောကိုယ့်အိယာကိုဆောင်ရွက်လှမ်းသွားလို့ဟုမိန့်တော်မူသည်ခဏချင်းတွင်သူသည်ပဂရိအဖြစ်တို့ရောက်၍မိမိအိယာကိုဆောင်ရွက်လှမ်းသွားလေ၏တဲ့ဟာလေလုယာဒီနော်အနာယောဂါဆွဲတဲ့လူရဲ့သူ့ရဲ့တကယ်အမှန်တရားက38နှစ်လုံးယောဂဝေဒနာကိုခံစားရတယ်သို့တော်ညာလေဘသူရှိမှသူ့ယေရှုကသူ့ရှိမှ3 လုံးလဲနေတာကိုယေရှုကမြင်တယ်ယေရှုလည်းမြင်တယ်အဲ့ဒီလူဟာယောဂခံစားတာကြာပြီဆိုတာကိုယေရှုကသိနေတယ်ယေရှုကသူ့ရှိကိုရောက်တဲ့အခါမှာတခုပဲမေးတယ်ကျမ်းမာခြင်းကိုရောက်လို့သလားလို့မေးတဲ့အခါမှာသူကအမြဲတမ်းကျမတို့ကိုးကွယ်တဲ့ဖခင်ကကျမတို့ရဲ့နှလုံးသားဆန္ဒကစီးထွက်လာတဲ့ယုံကြည်ခြင်းကိုအမြဲတမ်းစမ်းသပ်တယ်သူကမေးတယ်ဆိုရင်ယုံကြည်ခြင်းရှိသလားကျမ်းမာခြင်းကိုရောက်လို့သလားစန္ဒနဲ့အလုံးလုံးတော်ယေရှုဖြစ်တယ်အနာယောဂငြိမ်းတဲ့အခါမှာဥမာ तू ရုတ်တရက်မမေးဘဲနဲ့လှုပ်လို့ရတယ်ဒါပေမဲ့ तू မလှုပ်ဘူးကျမတို့ရဲ့ဆန္ဒနဲ့ရွေးချယ်ပိုင်ခွင့်ကိုအမြဲတမ်းဂရုစိုက်တော်ယေရှုဖခင်ဖြစ်တယ် the power of choice ဖြစ်တယ် hallelujah ရွေးချယ်ခြင်းနဲ့မှာတကိုးပါတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့သူ့ရဲ့အသက်တာထဲမှာ तू ကကြာလာပြီးမြင်တယ်ဒီထဲမှာ3 လုံးလဲနေတာကိုမြင်တယ်တိုးတော်ညာလေယေရှုဟာသူ့ရှေ့ကိုရောက်လာတဲ့အခါမှာ
အနာယောဂ38နှစ်ပတ်လုံးယောဂဝေဒနာခံစားတော်သူဟာကျမ်းမာခြင်းနဲ့သူ့အိယာကိုဆောင်ပြီးမှလှမ်းသွားတာဖြစ်တယ်ဟာလေလုယာဒီကနေ့မှာကျမတို့ရှေ့မှာယေရှုရှိနေတယ်ဆိုရင်နှစ်ပေါင်းဘလောက်ပဲရှိတဲ့မကျမ်းမာခြင်းနဲ့ဒီကနေ့ကျမ်းမာသွားမှာဖြစ်တယ်တင်9နှစ်လား6နှစ်လား9နှစ်လားကိစ္စမရှိဘူးယေရှုကျမတို့ထဲမှာမျက်မှောက်တော်ရောက်လာတဲ့ခါမှာကျမ်းမာခြင်းနဲ့ကျမတို့မိသားစုတွေပြန်သွားရမှာဖြစ်တယ်ဒါကြောင့်ယေရှုရှိရင်ပြည့်စုံတယ်ဟာလေလုယာနောက်ဆုံးနေနဲ့ကျမအားပေးခြင်းနဲ့ဒီຢာကပါလဲဆိုလို့ရှိရင်ကျမတို့ရဲ့ဘဝအသက်တာထဲမှာမမျော်လင့်ရတဲ့အရာတွေရှိသလားဒါမှမဟုတ်ကျမတို့ဘဝအသက်တာထဲမှာအော်ငါအချိန်ကြာပြီငါဒီလိုပဲသွားရမလားလို့အားငယ်တဲ့လူရှိသလားဒါမှမဟုတ်ကျမတို့အသက်တာထဲမှာငါနောက်ကျနေပြီလားလို့ခံစားရတဲ့လူရှိသလားဒီနေ့ယေရှုရှိရင်အချိန်မီခြင်းရှိတယ်ယေရှုရှိရင်ပြည့်စုံခြင်းရှိတယ်ယေရှုရှိရင်ကျမတို့ဖျားပြုတ်တဲ့သက်သေတွေရောက်လာမယ်ကျမတို့ဘက်ကနေပဲဘာနဲ့အဖြစ်ခံမလဲဒီနေ့ရွေးချယ်ရအောင်ခဏလောက်ကျတို့မတည့်ရကြရအောင်ခဏလောက်မတည့်ရရအောင်ဒီနေ့နှုတ်ကပတ်တော်ကကျမတို့ကိုပြောတယ်အဲ့ဒီကာနာမျိုးရဲ့မင်္ဂလာပွဲကလေအဲ့ပွဲကထူးခြားတာကမင်္ဂလာပွဲဖြစ်ပေမဲ့ယေရှုကိုခေါ်ပင့်တဲ့ပွဲဖြစ်တယ်သူတို့အနေနဲ့ကုံသွားတဲ့စပြည့်ရေဘလောက်ပဲရှိရှိယေရှုရှိတဲ့အခါမှာအဆက်ကွဲခြင်းမရှိဘူးကုံသွားပေမဲ့အချိန်မီတဲ့စပြည့်ရေကရောက်လာတယ်ဘာကြောင့်လဲအဲ့ပွဲမှာယေရှုရှိလို့ဒီကျမတို့ရဲ့ဘဝမှာတခါတလေအဆက်ခွဲမှုတွေဂျုံတဲ့အခါမှာကျမပြောချင်တယ်ယေရှုရှိရင်အချိန်မီတဲ့ကောင်းကြီးကပြောင်းပြန်လှန်ပြီးရောက်လာမယ်ဟာလေလုယာ